နိုင်ငံတကာစင်မြင့်ထက်မှာမြန်မာကိုယ်ဆောင်နိုင်ငံနဲ့တင်တိုင်းသားလေးစောရှိုင်းโอเคဒီနေ့ပြပြပေးချင်တာကကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့ဂျင်တယ်ကိုလက်ခတ်သွားစေခဲ့တဲ့သတင်းခွန်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒါကြတော့အဝေးရောက်နေလို့လည်းမြန်မာကိုကဘာသာပြအောင်သက်သက်နိုင်ခဲ့တဲ့တင်တိုင်းသားလေးစောရှိုင်းပဲဖြစ်ပါတယ်စောရှိုင်းဟာဖင်လန်နိုင်ငံမှာချစ်ပတ်တဲ့ The Price of Finland 2016 Prime Audition စနစ်ထမှာသူကအကောင့်တင်စောရေးရတဲ့ချင်းနဲ့ဝင်ရောက်ပြီးတော့ရှစ်တင်ခဲ့တာပါအဲ့ဒီတချင်းရှစ်တင်တဲ့အချိန်မှာပဲ Skype မှာပဲတန်ရအော်လာသူရဲ့အတန်ပေါ်အမမိတ်သက်ပေါ်ခဲ့ရတယ်အချက်ဖြစ်မှာပဲအခမ်းအနားလို့ကိုတက်ပေါ်သွားစေတဲ့တန်လေးရောက်ဘလကလက်ရှိချင်းကိုလက်ဆော့ဆိုင်ကတက်ရှိခဲ့ပါတယ်နိုင်ငံခြားသားတန်တွေကသူဖွဲ့ထက်ပါဖို့ပြန်ဆိုင်ရေးပေးကြတာမြန်မာနိုင်ငံမြန်မာတမျိုးသားလုပ်တဲ့ကိုယ်ယူလုပ်ဖြစ်ခဲ့ရတဲ့ညီကိုတစ်ခုပဲဖြစ်ပါတယ်။စောဆိုင်ဟာဒီကလောက်ခတဲ့လို့မြန်မာပြည်တစ်ချင်းတွေနဲ့ဝင်ရောက်စတင်ပြီးတော့ဝင်ရောက်တဲ့ဒီပါသူရဲ့အမှုပညာသိတဲ့ရှောင်းမှာမြန်မာပြည်တစ်ချင်းအေးလေးတွေနဲ့ပြိတ္တအပိမှုကိုရရှိခဲ့တယ်လို့သူရဲ့ကြည်လင်တက်ပါတဲ့အစံလေးတန်ခါကြမြန်မာပြည်လောကမှာလည်းအလုံးဩဇာညောင်းတဲ့အဆိုတော်သူဖြစ်လာခဲ့ပါတယ်။စောချိုင်းရဲ့ဒီအောင်မြင်မှုဟာကျွန်တော်တို့တူတော်မှုရှိရင်ပြင်နေရမှာဖြစ်အလင်းနဲ့စုပ်ဖြစ်နိုင်တယ်ဆိုတာကိုသက်သေပြလိုက်တာပါမြန်မာတပ်ကောင်းတင်တိုင်းသားလေးစောချိုင်းပြ systematic employee စမှာလည်းအောင်မြင်မှုတွေဆက်လက်ရရှိပြီးတော့ကျွန်တော်တို့အားလုံးဒီတောင်းပေးနေမှာဒီကွာအပေးလိုက်တဲ့အောင်ဗျာအားလုံးကိုကြည့်ပြင်ပါတယ်